19ရက်8လ2026ဒီနေ့ကဗုဒ္ဓဟူးပေါ့နော်ဗုဒ္ဓဟူးနေ့တနေ့ကုန်စာကီးနဲ့ break ကီး break ပဲသွားတော့မယ်ဒီမှာကီးအရင်ကြည့်မယ်ကီးကခုနှစ်ပေါင်းကိုဒါ break ပါ break နော်946ဆိုပြီးတော့63 break 6နဲ့6ပေါင်းနေခွန်း4ဆိုပြီးတော့684 break 4နဲ့6က3ညဆိုတော့3ည5ခွန်း break 9နဲ့3ဆိုတော့5 break 34ဆိုတော့ခွန်းနဲ့3ည break 193ညနေ83ည3နှစ်အပေါင်း5 3ည3 5 3ည3 break ကီးကြည့်မယ်ဆိုရင်ကီးကဒီကောင်က946နေခွန်း4 3ည5ခွန်းနဲ့3ညဒီကောင်က break ဒီတော့ကီးတော့ကြည့်မယ်ဆိုရင်ကီးကဟောစင်းအောင်တင်နှလုံးပေါင်း8နှလုံးပေါင်း9နှလုံးပေါင်း8နှလုံးပေါင်း4နှလုံးပေါင်း1အဲ့တော့ပါဝါနခအကုန်ယူမယ်2နဲ့6ပေါင်း8ဆိုတော့831 831ကီး946 break ဆိုပြီးတော့63ဆိုတော့9 break ဖဲ့တယ်အောက်ဆက်ကြည့်မယ်5 4ပေါင်းတော့9946ကီး946ကီးကို2ခွန်း4 break 68ဆိုတဲ့4 break အောက်ဆက်ကြည့်မယ်ဆိုရင်853ဆိုတော့8831ကီး831ကီး3ည5ခွန်း break 23ဆိုတဲ့5 break ထွက်တယ်နော်13ဆိုတော့4 9နှစ်ကီးခုနှစ်3ည break 4 9နှစ်ကီး19ဆိုတဲ့3ည break ထွက်တယ်နော်အဲ့တော့ဒီနေ့19ရက်နေ့အတွက်က168ကီး168ကီး5 3ည3 break အဲ့တော့14 19 နှစ်6 9 6 4 6ခွန်းဒီ6ချေတော့8ခွန်း8နှစ်8 5ကိုကွဲတော့ထွက်တယ်။ကိုကိုချင်းပေါ့ဗျာနော်။ကဲအားလုံးပဲကံကောင်းကြပါစေ။ဒီကနဆက်ပေးပြီးတော့အောက်ကြပါစေဗျာ။